အတ္တအနတ္တရှင်နာတရားကောင်းခြင်းအမှတ်40 25 ရက်5 လ 2026ဒီအတ္တအနတ္တရှင်နာကသဘောပေါက်သွားရင်ကိုယ်မိသားစုပြည့်စုံလုပ်ကြွေးရင်းနဲ့မင်္ဂလာတရားတော်နဲ့လည်းကျင့်သုံးလို့ရပါတယ်ဘယ်လိုရတာတုံးဆိုရင်တရားမတို့ဆိုပါတော့လူမိုက်နဲ့ပေါင်းမယ်လူမိုက်နဲ့ပေါင်းရင်မရင်ကျေးတာတွေကိုယ်စီကူလာမှလေဘုန်းကြီးပြောနေကြအတိုင်းပေါ့ဟုတ်လားလူမိုက်ကြီးကကာယကမဝစီကမမနောကမဆိုတဲ့အညပတ်တွေကိုယ်စီကူလာမှကူလာရင်မရင်ကျေးတော့ဘူးမရင်ကျေးရင်ရိုင်းတိုင်းတာတွေလှုပ်ကိုနှုတ်ဆက်ရဆိုးမရအနတ္တဖြစ်အဲ့ဒါလို့ဆိုရင်ကိုမိသားစုဘယ်လိုလုပ်ချမ်းသာနိုင်မှာတော့ဘာဖြစ်လို့မချမ်းသာတော့ကိုနှုတ်ဆက်ရဆိုးမရလို့အနတ္တဖြစ်သွားလို့တကယ်လို့သာဘုရားဟောတဲ့အတိုင်းအတ္တယတနောနာသောကိုနှုတ်ဆက်ကိုရင်ကျေးအောင်ဆုံးမနိုင်ရင်တည်းရင်ကျေးရင်တည်းသက်သာတာပေါ့ဟုတ်လားပြပြရင်ကြီးတော့ပြသက်သာတာပေါ့ပြငြိမ်းချမ်းတာပေါ့ပြတ်ဘုရားရှင်ကဘယ်လောက်တောင်ရင်ကြီးရမှာတော့အရဟတဖို့တိုင်အောင်ရင်ကြီးရမှာအဲ့ဒါလို့ဆိုရင်ကိုနှုတ်စိတ်ကိုလေအစိုးရပြီပေါ့အစိုးရဆိုတာအိတ်တွေရတာကိုပြောတာကိုဟုတ်လားကာယကံဝစီကံမနောကံတွေကိုနိုင်တယ်လို့အစိုးရတယ်လို့ကိုမျက်စိနာလျာကိုစိတ်ဆိုတာကိုလည်းအစိုးရတော့ကိုနှုတ်စိတ်တွေကမိသားစုကောင်းကျိုးတွေကိုလုပ်မယ်ကိုကောင်းကျိုးတွေကိုလုပ်မယ်သူသားကောင်းကျိုးတွေကိုလုပ်မယ်ဘာပြုလို့တော့ရှင်ကြီးလို့ကိုနှုတ်စိတ်ကိုအစိုးရလို့အဲဒီလိုဆိုရင်ကိုလုံတာတွေကကိုလည်းချမ်းသာမှုဖြစ်ကိုမိသားစုလည်းချမ်းသာမှုဖြစ်ကိုမိသားစုပေါ်မှာလည်းမေတ္တာကရုဏာတွေနဲ့နေဘာပြုလို့နေနိုင်တာတော့ရင်ကျေးလို့နေနိုင်တာဘာပြုလို့နေနိုင်တာတော့ဟုတ်လားကိုနှုတ်စိတ်ကိုအစိုးရလို့ဒါကြောင့်မို့အစိုးမရအနတ္တကအဲ့ဒါတော့ကြောက်စရာကောင်းတယ်လို့အစိုးရအတ္တကလည်းတကယ်ကိုငြိမ်းချမ်းနိုင်တယ်ဟုတ်လားဘယ်လောက်တည်းအောင်ငြိမ်းချမ်းနိုင်တော့ကိုအာကိုရတဲ့စီအထိဘယ်တော့အာကိုရမှာတော့အဆုံးတိုင်းအာကိုရတဲ့စီအထိငြိမ်းချမ်းနိုင်တယ်။ဘာပြုရင်တော့ရင်ကျေးရင်ဟုတ်လားအဲ့လိုရင်ကျေးရင်ကိုအာကိုလို့ရတယ်ရင်ကျေးတော့ကိုနှုတ်စိတ်ကိုအစိုးရပြီလေတားဖို့ရင်တကာပြောတယ်လို့ပေါ့ရင်ကျေးတာနဲ့အစိုးရတာနဲ့ရင်ကျေးတာဟုတ်လားမရင်ကျေးတာနဲ့အစိုးမရတာနဲ့မရင်ကျေးတာအဲ့ဒါကလုံးဝတထတဲ့လူလေပြောနိုင်တယ်တိုင်းမို့လို့ဘုရားလက်ထက်ကရင်ကျေးပြီးကြတဲ့ကိုနှုတ်စိတ်အစိုးရပြီးကြတဲ့ရဟန္တာတွေတရားနေရာအတူတူနေကြတယ်ဘယ်ဆိုမျိုးမှလည်းမတော်ဘဲနဲ့လုံးဝရံမဖြစ်ဘူးတည်တည်မြတ်ချမ်းသာသာရင်ချမ်းသာနေနိုင်ကြတယ်တရားမတို့မှာတော့ကိုမွေးထားတဲ့သာသမီကိုမွေးထားတဲ့မိဘအိမ်အောင်ပဲချင်းဒါတွေပဲခဏရံဖြစ်နေကြတယ်ဘာပြုလို့တော့ကိုနှုတ်စိတ်ကိုရင်ကျေးအောင်မဆုံးမနိုင်လို့အဲ့ကြတော့ကိုနှုတ်စိတ်ကိုအစိုးမရတော့ဘူးအနတ္တဖြစ်ပြီးဟုတ်လားအစိုးမရအနတ္တဖြစ်တော့သူလည်းဆင်းရဲဒုက္ခရောက်ကိုလည်းတရားဒုက္ခရောက်ဒါကြောင့်မို့တရားမတို့တွေဟာကိုနှုတ်စိတ်ကိုရင်ကျေးအောင်ကြိုးစားကြပါကိုနှုတ်စိတ်ကိုအစိုးရအောင်ကြိုးစားကြပါအဲ့လိုအစိုးရအောင်ကြိုးစားနိုင်ရင်ကိုမိသားစုနဲ့ဒီလျက်နဲ့ဘုရားရှင်ဟောတော်မူသလိုဘုရားတလောကဓမ္မေဟိမိသားစုနဲ့ဒီလျက်နဲ့လောကဓာတ်ဘယ်လိုပဲတိုက်မတုံလှုပ်တဲ့ချမ်းသာတိအောင်ချမ်းသာနိုင်ပါတယ်အဲ့ဒီချမ်းသာကိုတရားတော်မတို့ရနိုင်ပါတယ်ဒါကြောင့်မို့ရင်ကျေးခြင်းအပြင်ကိုနှုတ်စိတ်ကိုအစိုးရခြင်းအပြင်
အဲ့ဒီမတုံလှုပ်တဲ့ဟုတ်လားချမ်းသာကိုရအောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုပြီးတော့ရနာလိုက်ပါတယ်